Mr. Chan ဝိုင်းမှာဖုန်းလာဝယ်လို့ရှိရင်9ရက်စမ်းသုံးခွင့်ရမှာနော်ဟုတ်ပါတယ်ခိုင်းလို့ပဲညီမတို့ Mr. Chan ဝိုင်းမှာဖုန်းဝယ်လို့ရှိရင်9ရက်အတွင်း 5% ဆိုပြီးမှသတ်မှတ်ပေးထားပါတယ်အခုအဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့9ရက်စမ်းသုံးခွင့်ရရှိမှာပဲဖြစ်ပါရှင်9ရက်အတွင်းမှာကိုကင်ထားတဲ့ဖုန်းလေးကညီမတို့မကြိုက်တော့တာဖြစ်စေညီမတို့စီမှာ model မြင့်နေပေါ့နော်ပြန်လာပြီးတော့မှချိန်လို့ရပါတယ်အဲ့ဒါအပြင်ညီမတို့စီမှာခိုင်းဆိုလို့ရှိရင်10ရက်အတွင်း10%လုပ်ပြီးတော့အယောင်းဝယ်လက်ထက်လုပ်ပြရလေးလည်းမဟုတ်တော့ဘဲနဲ့တစ်လအတွင်းကျွန်တော်အယောင်းဝယ်လက်ထက်လုပ်မယ်ဆိုလို့ရှိရင်10%နားနှုတ်ပြီးတော့မှအယောင်းဝယ်လက်ထက်လုပ်ပေးပါတယ်။နောက်တစ်လခိုင်ပြီးတော့မှကျွန်တော်ပုံမှန်ဆိုရင်15%နှုတ်တဲ့ဟာလေးကတစ်လကျော်သွားရင်လည်းပုံမှန်ရောင်းဈေးရဲ့10%ပေါ့နော်ပေါက်ဈေးရဲ့10%နားနှုတ်ပြီးတော့မှအယောင်းဝယ်လက်ထက်ပြုလုပ်ပေးပါတယ်။ဒီလထဲမှာလာဝယ်မယ်ဆိုလို့ရှိရင်လည်းညီမတို့ရဲ့ founder Mr. Chan ရဲ့ birthday လလေးဖြစ်တဲ့အတွက်3900ရှော့သေးနဲ့Apple လက်ဆောင်ရရှိမှာပဲဖြစ်ပါတယ်အဲ့တော့ဖုန်းလာဝယ်ဖို့မမေ့နဲ့နော်အလုံးကမ်းလို့ယုံမထွက်နိုင် Mr. Chan ကဖုန်းကိုက